မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနလူကတော့ကွယ်လွန်သူကြောင်လေးဖိုးဝါအားရည်စူးပြီးတော့နှစ်နှစ်ပြည့်အမှုဖြင့်လူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အာဟာရနဲ့ဆေးစရိတ်အတွက်ကုန်ကျငွေ2သိန်းကျပ်ကိုလူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူဒန်းပေးတဲ့အတွက်ယခုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကိုဘဝတရားကူးပြောင်းသွားရှာသောကွယ်လွန်သူကြောင်လေးဖိုးဝါလည်းရောက်ရဘဝမှာကြားနိုင်သိနိုင်မြင်နိုင်ပါစေတာရုအနုမောဒနာခေါ်ဆိုနိုင်ပါစေရှင်ယခုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ပါကကြောင့်လွန်ခဲ့သော2နှစ်ခန့်ကဘဝတစ်ပါးကူးပြောင်းသွားရှာသောကွယ်လွန်သူကြောင့်လေးဖိုးပါလည်းကောင်းရာမွန်ရာမြင့်မြတ်ရာဘုံဘဝကိုရောက်ရှိပါစေရှင်ဤကောင်းမှုကုသိုလ်တို့သည်နိဗ္ဗာန်မရောက်မီဆက်ကြတန်တရားခြင်းလည်းရတစ်လျှောက်အင်အားကောင်းသောအထောက်ပံ့များဖြင့်စက္ကန့်မလက်အကျိုးပေးကြပါစေရှင်ဒီစုလူရန်ပေးပါသောကြံရည်သူမိသားစုသည်လည်းကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းပြီးရှင်ပါစေရှင်စီးပွားလှလှပါများလည်းပွင့်လန်းဝေစားကြပါစေအလုံးကင်ကြံစီများလည်းအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလူရည်စလက်နဲ့မကွာအမြဲမပြတ်လူနိုင်တန်းနိုင်သောပုဂ္ဂိုလ်တို့များလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောသီးခံယရနာဥစ္စာပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်